Hello, welcome back everyone. RIP version 2 tutorial 2. Previous tutorial တော့ဟာကိုကျွန်တော်ဆက်ကြည့်လိုက်အောင်ကျွန်တော်ဘာ configuration မှာထပ်မထည့်ထားဘူးဘာမှလည်းမဖြတ်ဘူးခုန tutorial လေးအတိုင်းပဲအဲ့တော့ပထမဆုံးねဘာလို့ကြည့်နေဆိုရင် router 1ကနေပြီးတော့ router ကြည့်အောင် Okay ကျွန်တော်စပြီး test ping ကြည့်မယ်Okay, everything is okay. ဟုတ်ပြီနော်အဲ့တော့အခုဒီ concept ကကျွန်တော်ဘာပြောချင်တာလဲဆိုလို့ရှိရင် RIP မှာ version 1နဲ့ version 2ဆိုပြီးတော့ရှိတယ် Okay RIP version 1ဒီ classful routing protocol မျိုးစား RIP version 2ကမှ classless Okay classful ဆိုတာပါလေကျွန်တော် IP address ဒီတော့သင်ခဲ့တယ် default subnet mask တွေဖြစ်တဲ့ /8/16/24 တွေဒီ the classful address တွေ Okay ဒီ concept ကိုသိရမယ်အဲ့တော့ခုလက်ရှိတော့စမှာဆိုရင်ကျွန်တော်တို့ဒီ classful address တွေကြီးပဲ /24/24 တွေ classful address တွေဟုတ်ပြီနော်အဲ့တော့အခုကျွန်တော်ဘာလို့မလိုက်မှာလဲဆိုလို့ရှိရင်Okay RIP version 1ကို run တယ်လို့ကျွန်တော်ပြောခဲ့တယ်အခုကျွန်တော်အဲ့ဒါဘယ်လို verify လုပ်မလဲဆိုရင် show IP protocols ဒီမှာကြည့်မယ်ဆိုရင် RIP version 1 receive က version 1 and 2 Okay ခုလောဆယ်ဒီဟာကိုအသေးစိတ်မသွားသေးဘူးခုလောဆယ်ကျွန်တော်တို့ run ထားတာဒီ RIP version 1 Okay အဲ့ဒါကိုကျွန်တော်တို့သိမယ် verification command ဒီ show IP protocols Okay အဲ့တော့အခုဒီ tutorial မှာကျွန်တော်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဆိုရင် ping လို့ရတယ် fine everything is fine အခုကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်ဒီ subnet mask ကို30လို့လုပ်လိုက်မယ် 10.1.34.0/30 so 30.1 34.1 255.255.252 34.2 255.255.2 Okay အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင် router 3ကိုသွားလိုက်မယ် config interface series 0 first ethernet 3/0 IP address ဒီ 10.1.34.1 router 4မှာဆိုလို့ရှိရင် 34.2 Okay အဲ့တော့ RIP ဒီပါတွေကကျွန်တော်ဘာမှမချိန်တော့ဘူးဖုန်းနဲ့ပဲချိန်ညာထားတယ် 10.1.34.0 ချိန်ညာတယ် 4440 ချိန်ညာထားတယ် Okay အဲ့တော့အဲ့လိုချိန်လိုက်ပြီဆိုတော့ねကျွန်တော်ကြည့်မယ်ဒါခုနကတော့ 10.1.34.0/24 ဖြစ်နေတော့ကဒီကောင်ကိုသိတယ် 10.1.34 ဟုတ်ပြီနော်အဲ့တော့ show IP route ကြည့်တဲ့အခါမှာ 10.1.34 ပျောက်သွားတယ်ရှိတော့တခြားတွေပဲသိတယ်အဲ့တော့ဘာပြောချင်တာလဲဆိုရှင် RIP version 1 run ထားတဲ့အတွက်ကျွန်တော်တို့ဒီ classful /8/16/24 တွေပဲသူက carry လုပ်တယ်သူကပို့တယ်အဲ့တော့ဒီမှာ 10.1.34.0 ကိုသူက router 4ကနေပြီးတော့ကြီးညာပေးလိုက်တယ်အဲ့မှာ router 3ကနေပြီးတော့ router 2ကို router 3က RIP version 1 run ထားတယ်အဲ့အတွက် router 2ကိုသူပို့တဲ့အခါမှာ classful တွေပဲပေးမယ် /8/16/24 တွေပို့မယ်အဲ့ /30 တို့ 29 တို့ okay /7 တို့ classless တွေကိုသူကမပို့တော့အဲ့အချိန်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင် router 2ဒီ 10.1.34 ကိုမသိတော့ဒါပေမဲ့သူ full ကိုသိနေတော့မယ် okay အဲ့ခါမှာဘာဖြစ်လဲကျွန်တော် full ကို router 1ကသိတယ်အဲ့တော့ကျွန်တော် ping တယ် 4.4.4.4 let me see why ကျွန်တော်ဘာကြောင့် ping လို့ရနေသေးလဲဆိုရင် ping okay ဘာကြောင့် ping လို့ရနေသေးလဲဆိုရင် packet ဒီ 10.1.12.1 ကနေစထွက်တယ်အဲ့မှာ router 4က 10.1.12 ကို okay တွားတက်သေးတယ်ကျွန်တော် ping လို့ရသေးတယ် okay ဒါပေမဲ့ခဏကြာလို့ရှိရင်သူပျောက်သွားလိမ့်မယ်
ဘာကြောင့်လဲဆိုတော့ဒီ timer ကြောင့်ဒီ timer ကိုကျွန်တော်နောက်ပိုင်းမှာရှင်းပြမယ် wait for a while a rip မှာသူ့မှာ timer ရှိရယ်ဒီ timer ကိုကျွန်တော်နောက်ရှင်းပြမယ်အခုလို့ခဏစောင့်ကြည့်လိုက်အောင်2 minute 54 second 58 second okay ဒီမှာ coin တက်သွားပြီ2 minute 90 second 3 minute ဆိုတော့ second ပေါင်း180ကြာတဲ့ခါမှာ coin တက်သွားပြီ possibly down ကျွန်တော်က12 23ကိုမသိတော့အဲ့ဒီမှာ ping photo still able to ping to cache ထဲမှာကျန်နေသေးတယ် wait for a while another 60 second no 30 or 60 okay နောက်မှကျွန်တော်စဉ်းစားမယ်အဲ့ဒီဟာစိတ်ရှိရှိနဲ့ထိုင်ဆောင် update ကို show up ပြီးတော့လုပ်ပြီးတော့ကျွန်တော် update ကိုကြည့်နေမယ် okay it's gone ဒီတော့ဒါဖို့10 12လည်းမသိတော့23လည်းမသိတော့ဒါဟုတ်ပြီနော်အဲ့တော့ပြောချင်တာပါလဲဆိုလို့ရှိရင် RIP version 1 run ထားတဲ့ classful network တွေပဲသူက advertise လုပ်တယ်ဒီမှာ classless ကိုကျွန်တော် confirm လုပ်တဲ့အခါမှာ router 1 က 4.4.4 လို့တည်တယ်ဒါပေမဲ့ကျွန်တော် reachable မဖြစ်တော့ဘာကြောင့် reachable မဖြစ်လဲဆိုရင် router 1 ကနေပြီးတော့ verify လုပ်မယ်ကျွန်တော် static route လို့တော့ verify လုပ်ခဲ့သလိုပဲ10.1တော့ 4.4.4 ကျိုးသွားတယ်လေ okay next hop ကိုသွားတယ်ဟုတ်ပြီ next hop က 10.1.12 အဲ့တော့ဒီမှာသွားတယ် 4.4.4 သွားတယ် next hop 10.3 3 ကလည်း 4.4.4 သွားတယ် okay မ 4.4.4 ရောက်တယ်အဲ့မှာ 4.4 က reply ပြန်မှာက 10.1.12 ဒီ segment ကိုပြန်မှာအဲ့မှာဒါပေမဲ့ router 4 က 10.1.12 segment ကိုမသိတော့ okay အဲ့တော့သူ reply မပြန်တော့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ပတ်ထပ်ဆန်းလို့ရမယ်ဆိုလို့ရှိရင် config t ကျွန်တော်ဒီကပြန်လုပ်လိုက်မယ် 24/24 ပြန်ပြီးတော့ပြန်ချိန်လိုက်မယ် okay error 3 interface first ethernet 3/0 IP address 10.1.34.1 255.0 config t interface first ethernet 0/0 IP address 10.1.34.2 classful subnet mask let's try it let's check okay ကျွန်တော်ပြန်သိသွားပြီ ping hope okay အဲ့တော့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် classful RIP version 1 the classful RIP version 2 the classless မျိုးစားဘလို့ဆိုကျွန်တော်တို့က RIP version 1မှာ run ထားသေးအဲ့ခါမှာ subnet mask ကိုချိန်လိုက်တဲ့ခါမှာပြဿနာတက်သွားတယ် okay alright so hold on ဒီဟာလေးကိုရိုင်းမထားမယ်နောက် tutorial မှာကျွန်တော်ဆက်ပြီးတော့လေ့လာမယ် thank you everyone see you in the next tutorial